Thank you,ပြန်ထိုင်ပြကြပါကျေးဇူးတင်တယ်ဖျားစင်ကောင်းကြည့်ပြပါစေအလိုအဆုံးကပါလဲဆိုတော့ယဉ်ကျေးခြင်းတို့ရောက်ဖို့ဖြစ်တယ်ကျွန်တော်တို့ခရစ်ယာန်တွေရဲ့ပန်းတိုင်ကကောင်းကင်မရောက်ခင်မှာလောကမှာယဉ်ကျေးခြင်းတို့ရောက်ဖို့ဖြစ်ပါတယ်ပညာသင်တာနဲ့နိုင်ရှင်မယ်ဆိုရင်တော့တင်တယ်ဒါမဲ့တတ်တာမရှိဘူးဒါကတငယ်တန်းအရွယ်ပဲတငယ်တန်းအရွယ်ကပညာတွေဘယ်မှာမှသုံးလို့မရဘူးဒါမဲ့အထက်တန်းရောက်တဲ့အခါမှာကျွန်တော်ပညာတွေကတော့အများကြီးသင်လာတယ်ဒါပညာတွေသင်ရင်းနဲ့ကျွန်တော်ပညာအရေးကြီးမှန်းကိုသိလာတယ်ပြီးတော့အဲ့ဒီပညာတွေကအဲ့ဒီနားလည်လာတယ်ပထဝီတွေနားလည်လာတယ်ကဘာမှာဘာဖြစ်နေတယ်နော်မြန်မာပြည်ပယ်နားမှာရှိတယ်သိလာတယ်အများကြီးကျွန်တော်နားလည်လာတယ်တမိုင်းအကြောင်းတွေနားလည်လာတယ်စာအကြောင်းတွေနားလည်လာတယ်ဒါမဲ့ဒါတွေလည်းလက်တွေ့ကြသုံးလို့မရပြန်ဘူးဒါကြောင့် college ရောက်သွားတဲ့အခါမှာတို့အလုပ်လုပ်ရတော့မယ် college ပြီးသွားပြီဆိုအလုပ်လုပ်ရတော့မယ်နိုင်ငံအတွက်လုပ်ရတော့မယ်တိုက်ပြအတွက်လုပ်ရတော့မယ်မိသားစုအတွက်လုပ်ရတော့မယ်ကျွေးမွေးရတော့မယ်ဆိုတော့အဆင့်3ဆင့်ရှိပါတယ်ဝိညာဉ်သဘောမှာလည်း level 3ခုဘယ်လိုခေါ်မလဲ state 3ခုပေါ့လေအဆင့်3ဆင့်ရှိပါတယ်နော်ကျွန်တော်အတင်းတော်ထဲမှာ level 3ခုရှိပါတယ်တော့ခလေးအရွယ်ဒီမှာခလေးတွေကကျွန်တော်တို့မြင်တယ်ဒီခလေးတွေကျွန်တော်တို့နော်ထိန်းနေရတယ်အဲ့ဒီခလေးအရွယ်ပဲယုံကြည်ခြင်းမှာလည်းတချို့တွေကခလေးအရွယ်ရှိတယ်ပြီးရင်တော့လူငယ်အရွယ်တွေကပါလဲသူတို့ကရွေးချက်စရာတွေသိချင်တာတွေအများကြီးပဲအဲ့ဒီချိန်မှာလူငယ်တွေကအတင်းတော်မှာသူတို့ရှိရင်တော့ပန်းလို့အရန်လာတယ်ရီမွေးလို့အရန်မွေးတယ်လူငယ်တွေကနော်တိတလူနဲ့နော်တောတလူနဲ့အကုန်လုံးကျွမ်းတလူနဲ့ဆရာကြီးပုံစံနဲ့နေချင်တဲ့ကာလဖြစ်တယ်ဒါမဲ့ဒါကမရင်ချက်ချင်းရဲ့လက္ခဏာဖြစ်တယ်အဲ့ဒါပြီးတဲ့အခါမှာကျွန်တော်ရင်ချက်ချင်းတို့ရောက်တယ်ဖခင်မိခင်အရွယ်ဆိုတာကသူတပါအတွက်ဖြစ်သွားပြီသားသမီးအတွက်ဖြစ်သွားပြီသူများတွေအတွက်ဖြစ်သွားပြီဒါကနားလေတတ်လာပြီဒေါသထွက်ရင်လဲဖရပြန်ပြီးတော့စိတ်ထင်းရမှန်းဒီနားလေလာတယ်စိတ်မဆူတဲ့မှန်းဒီနားလေလာတယ်ဒီအရွယ်ကparent state ဖခင်မိခင် level ဖြစ်တယ်ဆိုတော့ဒီ level 3ခုကိုကျွန်တော်နည်းနည်းကြည့်စီခြင်းနဲ့ကျွန်တော်ကျမ်းစာတစ်ပိုက်ဖတ်ရအောင်ကောရိန္သုဩဝါဒစာအခန်းကြီး33ငယ်31ကိုဖတ်မယ်လိုက်ဆိုပြပါအောင်ငါဒီသူငယ်ဖြစ်စဉ်ကသူငယ်လိုစကားပြောပြီးတငယ်လိုစိတ်ထင်နေသူငယ်လိုကြံစီအသက်ကြီးတော့အခါမူကားသူငယ်ဤအရာများကိုငါဖယ်ရှား၏အာမင်ဖတ်တော်တဲ့ကျမ်းပတ်ဖြင့်တယောက်စီတိုင်းပြစင်ကောင်းချီးပြပါစေကျွန်တော်ဒီမှာသူငယ်အရွယ်ဖြစ်စဉ်ပြီးရင်တော့တငယ်ပြီးရင်တော့လိုလတ်အရွယ်ပြီးရင်တော့လိုကြီးအရွယ်ဆိုပြီးတော့နည်းနည်းပြောချင်တယ်များတော့အဖြစ်တော့ဝိညာဉ်ပိုင်းဆိုင်ရာမှာဒီအရွယ်၃ပါးကပထမအရွယ်ကတော့တငယ်အရွယ်ဆိုတာကအသင်းတော်ထဲမှာကျွန်တော်နားလည်ဖို့တခုကျွန်တော်ကောင်းကောင်းပြောချင်တယ်အသင်းတော်ထဲမှာရှိလို့တငယ်အရွယ်ဖြစ်တာမဟုတ်ဘူးလူကြီးအရွယ်ဖြစ်တာမဟုတ်ဘူးအသင်းတော်နဲ့မဆိုင်ဘူးခရစ်ယာန်မဟုတ်လို့ဘာအရွယ်မှာရှိတာလဲမဆိုင်ဘူးခရစ်ယာန်မဟုတ်လို့ခရစ်ယာန်နဲ့အသင်းတော်ထဲမှာရှိတာနဲ့တကယ်ယုံကြည်သူဖြစ်တာမဟုတ်ဒီနေ့ကျွန်တော်ပြောမယ့်ဟာကတကယ်ယုံကြည်သူတွေရဲ့အသက်တာနော်တကယ်ပြောင်းလဲတဲ့သူတွေရဲ့အသက်တာတကယ်ကိုယေရှုကိုရတဲ့သူတွေရဲ့အသက်တာကိုကျွန်တော်တို့ပြောမှဖြစ်တယ်ဒါပေမဲ့အသင်းတော်ထဲမှာလူနှမျိုးတော့ရှိတယ်ပထမကသူဤခြုံတော်ဝင်ပလွေအဖွဲ့သူထဲမှာတော့နေတယ်ဒါပေမဲ့ဝင်ပလွေဖြစ်တယ်နောက်ရှင်မတဲ့ထဲမှာပြောထားတယ်သူတို့တွေကသူဤခြုံပြီးတော့မှလာကြတယ်လေဝင်ပလွေတွေဆိုတော့ဒါကမယုံကြည်သူတွေကိုပြောတာဖြစ်တယ်စာတန်ရဲ့လူတွေကိုပြောတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အသင်းတော်ထဲမှာလဲသူကြီးလာခြုံပြီးတော့မှနော်ယုံကြည်သူဟန်ဆောင်ပြီးတော့မှယေရှုကိုမရတဲ့အဖွေတစ်ဖွေရှိတယ်ပြီးတော့အသင်းတော်ထဲမှာစိတ်နဲ့သူရှိတယ်စိတ်နဲ့သူပြောပါစိတ်ကတော့သူနဲ့ခက်စင်စင်ပဲဒါပေမဲ့သူကယုံကြည်သူတွေကိုဆိုလိုတယ်စိတ်ကတော့မယုံကြည်သူကိုဆိုလိုတယ်ရှင်မသက်ခရစ်ယာန်ခန်းကြီး25ထဲမှာယေရှုခရစ်တော်ကိုယ်တိုင်ကသူနဲ့သူတဲ့အဖွေကိုလက်ရဖက်မှာရှိတဲ့အဖွေလို့တင်စားပြီးတော့မှအဲ့ဒီအဖွေကိုကနဦးကလေးကတင်တော့အတွက်ဖျားပြင်စင်တဲ့ကောင်းစားရာကောင်းကင်ဘုံမှာသွားဖို့ပြောထားတယ်
ဒီစိတ်အဖွဲကိုတော့ဘယ်ကိုသွားဖို့ပြောတယ်လဲဆိုတော့စိတ်အဖွဲကိုတော့ကနဦးကလေးကစာတန်အတွက်ပြင်ဆင်ထားတဲ့ငရဲမြိုက်ထဲသွားဖို့ပြောတာတယ်ဆိုတော့သွားမယ့်နေရာမတူဘူးအသင်းတော်ထဲမှာတော့ရှိမယ်အတူယုံကြည်သူနာမည်တော့ခံမယ်ခရစ်ယာန်နာမည်တော့အတူခံမယ်ဒါပေမဲ့တကယ်တမ်းမှာသူနဲ့စိတ်ရှိတယ်အဲကြောင့်ခင်ဗျားသူလားစိတ်လားလောကမှာတော့ခဏတော့အတူနေမယ်ဒါပေမဲ့သွားမယ့်နေရာမတူဘူးပြောပေါင်းသွားမယ့်နေရာမတူဘူးသူ့မှာရင်တော့ကောင်းကင်နိုင်ငံတော့သွားမယ်စိတ်မှာရင်တော့ငရဲမြိုက်သွားမယ်ဒါပဲဒါကြောင့်ခင်ဗျားကစိတ်လားသူလားအသင်းတော်ထဲမှာရှိလို့ခရစ်ယာန်ထဲမှာရှိလို့ကျမ်းစာကသူ့လို့မပြောဘူးဘယ်သူထဲမှာရှိဘူးလို့လဲဆိုတော့ခရစ်တော်ထဲနဲ့ပြောပါအသင်းတော်ထဲမှာရှိတာနဲ့ခရစ်ယာန်ထဲမှာရှိတာနဲ့ယေရှုထဲမှာရှိတာမတူဘူးနော်ယေရှုထဲမှာရှိတော့သူပဲကဲယုံကြည်သူလို့ကျမ်းစာကပြောပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီတကယ်ယေရှုကိုရပြီလားအဲ့ဒီအဖွင့်ကိုကျွန်တော်တို့ဒီနေ့ပြောချင်တာဖြစ်တယ်ဒါကြောင့်အမြတ်ဆုံးခရစ်တော်မရသေးတော့သူတွေအမြတ်ဆုံးခရစ်တော်ရပါစေဆိုတော့အသင်းတော်ထဲမှာနောက်ဆုံးတစ်ခုပြောမယ်ဆိုရင်တော့တောင်းနှင်းပင်နဲ့စပါးပင်ရှိတယ်အသင်းတော်ထဲမှာခရစ်ယာန်ထဲမှာတချို့အသင်းတော်တွေအရန်လောကီစာနဲ့မပူနဲ့သူတို့အတွက်မပူနဲ့ကျွန်တော်တို့အလောက်ကသူတို့အတွက်ပူဖို့မဟုတ်ဘူးယုံကြည်သူတွေရဲ့အလောက်ကလေဘယ်သူတောင်းနှင်းပင်လဲဘယ်သူစပါးပင်လဲလှုပ်ဖို့မဟုတ်ဘူးကိုကစပါးပင်ဖြစ်တဲ့ဆိုရင်ကျွန်တော်တို့စပါးပင်အတိုင်းအသက်ရှင်ဖို့ဖြစ်တယ်တောင်းနှင်းပင်မှာရင်တောင်းနှင်းပင်အတိုင်းအသက်ရှင်မှာပဲလေကျွန်တော်တို့ပူရမှာကကိုကစပါးပင်လားတောင်းနှင်းပင်လားနော်တချို့တွေကကိုအတွက်မပူဘူးသူများအတွက်ပူတယ်တခါတလေမှာတော့ကျွန်တော်တို့ပတ်ဝန်းကျင်ကိုကြည့်လေနော်ဖျားတရားမဆောင်တော့တဲ့လူမျိုးဆွဲတဲ့တပွဲဂိုင်းဆွဲတဲ့တပွဲပြီးရင်တော့ဗာလဲအဘယ်ဆွဲတဲ့တပွဲလူတွေကရှင်းရှင်းပြောမယ်ဆိုဒီခက်ကြီးမှာနော်ကောင်းတရားနာချင်းကြတော့တာမဟုတ်ဘူးလူတွေကအတင်းတော်ကိုလေအုပ်စုဖွဲ့ဖို့ယုံတဲ့ community တခုလို့သူတို့ကအဲ့လိုပုံစံနဲ့တွားတဲ့ကာလဖြစ်သွားပြီအရာအချင်းနေစိုးသွားပြီပတ်ဝန်းကျင်ကိုလည်းခင်ဗျားတို့တခါတလေကြည့်နော် news ကိုလည်းတခါတလေဖတ်နော်ကိုအချင်းကိုလည်းစမ်းကြည့်နော်ကျွန်တော်ဒီလောကမှာအမြဲတမ်းနေမယ်မထင်နဲ့နော်ကျွန်တော်ငငယ်တော့ကမိဘတွေပြောတဲ့စကားရှိတယ်ရှားထကွင်းနေကိစ္စမှာချစ်ထကွင်းနေကိစ္စနေရဆိုတာရှိတယ်နော်အကျော်တွေကတန်ကျူးတွေမဟုတ်ဘူးဒါပြက်နိုင်တဲ့ဟာတွေဟိုနောက်သွေးကြောပြက်လိုက်ရင်ပြီးပြီဟိုတနေ့ကတည်းကဟိုနောက်သွေးကြောပြက်လိုက်လို့မမီဘူးတဲ့တည်သွားပြီကျွန်တော်ဦးနောက်သွေးကြောမပြက်သေးပြီမဲ့နည်းနည်းချောင်းတဲ့ဖိရှိကောင်းရှိနိုင်တယ်ဟိုမမှန်တော့ဘူးဒါပေမဲ့ဦးနောက်သွေးကြောမပြက်ဘူးနော်သွေးကြောကလေးပြက်တာနဲ့ကိုဖြစ်သွားပြီဒီအသက်ကတကယ်နော်ဟိုတနေ့ကဆိုတော့တယောက်တချင်းဆိုရရန်လားနော်ခရစ်ယာန်လို့ပြောတယ်နော်အဲ့ဘာဘယ်သူလဲနာမည်လဲကျွန်တော်မိသွားပြီတကယ်ဒီခက်ဆိုတော့ဒီကျွန်တော်နာမည်မရတော့ဘူးလပ်ဆုံးဆိုတဲ့အဖွဲအထူးသဖြင့်ကျွန်တော်ဂယုမဆိုင်ဘူးလပ်ဆုံးဆိုတဲ့အဖွဲလုံးဝဂယုမဆိုင်ဘူးကျွန်တော်အခုတည်နေတဲ့လပ်ဆုံးဆိုတဲ့အဖွဲတွေကကျွန်တော်လူငယ်တုန်းကသဘောကျခဲ့လို့မျိုးကြီးဆိုရင်ပေါ်ခါစကြိုက်သလားမမီးနဲ့ဘာတချင်းလဲတီးလာမျိုးကြီးပေါက်သွားတာဒီကဆောင်နေသူဝိုးအဲ့ဒါနဲ့ပေါက်တာနော်မျိုးကြီးအော်တွေတော့လာမင်းကြီးလေဆိုတာဘယ်သူလဲ anonymous နော် anonymous အဲ့ဒါလို့ပေါ်လာတော့အရန်ပေါ်တော့ international မှာပေါ်သွားတာပေါက်သွားတာဒီကောင်ကနော်တခြားနိုင်ငံသားတွေကလည်းသူ့ကိုသဘောကျသွားတာတန်လေးတော့ကောင်းတယ် तू လောက်တော့နည်းနည်းသိတာပေါ့ဒါပေမဲ့မသိတာကိုနည်းနည်းကျွန်တော်က love song ဆိုတဲ့ဖွဲ့ကိုမသိတာကိုပြောတာအချင်းစွန်နေတော့တွန်းလဲသွားတယ်နော်ဗာနဲ့တင်နတ်နဲ့ပြစ်တယ်လို့မျိုးလေတွန်းလဲပြီးတော့တည်သွားပြီမမီတော့ဘူးတဲ့တို့အတက်ကအဲ့လိုနော်ခရကိုချီမနေတော့မှဒါအဲ့လိုတည်လိုက်ရင်နော်ဘယ်လောက်စိတ်ပြုံစရာကောင်းမလဲ love song ဒီဘာတွေဆိုနေတော့မှအဲ့လိုဖြစ်သွားတဲ့အခါမှာလဲသူရဲ့ခံစားချက်တော့ရှိမှာပေါ့ဒါမဲ့ဖျားတချင်းဆိုနေတော့မှနော်အားကြောင့်သွားနေတော့မှနော်တခုခုလို့ရင်လည်းဖျားအတွက်ဖြစ်နေတော့မှဖြစ်တဲ့အရာတွေကတော့ဂုဏ်ယူစရာရှိသေးတယ်နော်အရက်မိုးပြီးတော့လမ်းပေါ်မှာလဲပြီးတော့မှကောက်ရတာမျိုးဆိုရင်တော့မိသားစုကဂုဏ်ယူမှာမဟုတ်ဘူးပါစတာကလည်းဘာလို့ရမှသိမှာမဟုတ်ဘူးကောင်းကင်သွားမလားပဲလေမိသားစုဝင်နေတင်တဲ့သဘောနဲ့တော့ဘုရားเจ้าတော့လာတယ်နော်ငါယုံကြည်တယ်လို့ပြောခဲ့ဘူးတဲ့အတွက်ကြောင့်ရှောက်ရောထာဝရဘုရားရှိရှောက်ရောတကယ်ဆိုရင်တော့မတိချဘူးလား
ဆိုတော့တီးချအောင်တော့လုပ်ပါအောင်အာမင်ဒါကြောင့်ကျွန်တော်အသင်းတော်ထဲမှာလူနှမျိုးရှိတယ်တောင်းနှင်းပင်လားစပါးပင်လားဒါအရေးကြီးတယ်နော်သင်ကိုယ်တိုင်လည်းစပါးပင်ဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေအာမင်ဒါကြောင့်ဒီခက်ကြီးမှလူတွေကတောင်းနှင်းပင်นี่များလာပြီနော်ဒါကြောင့်ဒီနေ့ကျွန်တော်ပြောချင်တာကတော့တကယ့်စပါးပင်တွေအကြောင်းတကယ့်သူးတွေအကြောင်းပဲပြောချင်တာအာမင်အဲ့ဒီတောင်းနှင်းပင်တွေအကြောင်းမဆိုင်ဘူးကဲအဲ့လိုယုံကြည်သူတယောက်ဖြစ်ဖို့ရန်အခုနကျွန်တော်ပြောပြီးပြီကောရိန္သုဒုတိယစာဆောင်အခန်းကြီး9အငယ်30ခွန်ထဲမှာလူအမေရိကဘယ်မှာရှိရင်လို့ပြောလဲခရစ်တော်၌ပြောပါဦးလူအမေရိကခရစ်တော်၌ရှိရင်เนาะဒါကြောင့်ဗျာဒိတ်3:20မှာဘာပြောလဲငါဒီတခါဝမှာတခါခေါင်းလျက်ရက်လျက်နေ၏တဆုံတယောက်ဒီတခါပုံပြီးတော့နေရင်ငါဒီဝင်ပြီးတော့မှသူတို့နဲ့အတူစားတော့ပြီးနေမယ်ပြောတယ်အာမင်သူဖျားတကယ်တဲ့နှလုံးသားကိုအမြဲတမ်းခောက်တဲ့ဖျားဖြစ်တယ်ယေရှုကိုလက်မခံသေးတဲ့အချိန်တွေမှာဖျားကကျွန်တော်တို့နှလုံးသားကိုခောက်နေတာဖြစ်တယ်ဘယ်ကိုသွားချင်တာလဲအထဲကိုဝင်ချင်တာပြောပါအောင်တဲ့အထဲမှာနေချင်တာဒါကြောင့်ခရစ်ယာန်တွေရဲ့ဂုဏ်ယူစရာအကောင်းဆုံးတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့တခြားဘာသာတွေကသူတို့ဖျားတွေကစင်ပေါ်မှာထားတယ်မဟုတ်ရင်တော့ဟိုအမြင့်တနေရာမှာထားတယ်တနေရာမှာထားတယ်ဒါပေမဲ့ကျွန်တော်ဖယားကတနေရာမှာထားတဲ့ဖယားမဟုတ်ဘူးကျွန်တော်ဖယားကကျွန်တော်အထဲမှာနေတဲ့ဖယားအာမင်ကျွန်တော်အထဲမှာလာနေခြင်းတဲ့ဖယားကျွန်တော်တို့နဲ့အတူနေတယ်ဆိုတော့ကျွန်တော်အထဲမှာနေတာကျွန်တော်တို့အပြင်နဲ့အသက်ရှင်လားအထဲနဲ့အသက်ရှင်လားစပင်နဲ့အသက်ရှင်လားနှလုံးသားနဲ့အသက်ရှင်လားမျက်ခုံးမွေးနဲ့အသက်ရှင်လားနှလုံးသားနဲ့အသက်ရှင်လားနှလုံးသားနဲ့အသက်ရှင်တာဒါကြောင့်ဖယားသခင်ကတင့်နှလုံးသားကိုလိုချင်တာ23:26မှာပြောတယ်နော်ငါအသားတင့်နှလုံးသားကိုပြီးတော့ဒါကြောင့်ဖယားတောင်းတာကအလူငွေပထမမဟုတ်ဘူးဖယားတောင်းတာကတခြားခင်ဗျားတတ်ကြွတဲ့အရာမဟုတ်ဘူးတင့်နှလုံးသားကိုတောင်းတာအထဲမှာနေခြင်းတယ်ကျွန်တော်အယမ်းချစ်တဲ့သူတွေကကျွန်တော်ဘယ်မှာနေလဲကျွန်တော်နှလုံးသားထဲမှာနေတယ်လေလားသူကကိုချစ်သူကနာကျင်စရာတခုခုလုပ်ရင်လက်နာလားခြေထောက်နာလားခေါင်းနာလားနှလုံးနာတယ်သူကနှလုံးထဲမှာရှိတာကိုဒါကြောင့်နောက်ဆုံးမှာသူကရက်ဆက်ဆက်ငါတို့မုန်းပြလိုက်ရင်ပါပြီလေပဲကွဲသွားလေဦးနောက်ကွဲသွားလားပေါင်ကွဲသွားလားခြေထောက်ကွဲသွားလားလက်ကွဲသွားလားနှလုံးကွဲသွားတာဒါကြောင့်အသေးကွဲဆိုတာအဲ့ဒါပဲလေဘာကြောင့်လဲ तू အသေးထဲမှာရှိတာကိုဒါကွဲသွားပြီလေနာကျင်တာကိုဒါကြောင့်ယေရှုဖခင်ကလည်းတင့်နှလုံးထဲမှာလာနေခြင်းတဲ့ဖခင်ဖြစ်ပါတယ်တင်တကားတဲ့နှလုံးတကားကိုခောက်နေတဲ့ဖခင်ဖြစ်ပါတယ်ဒီနေ့တဲ့ဒီယေရှုဖခင်အတန်ကိုကြားရဲဆိုတော့အဲ့ဒီယေရှုဖခင်ဒီနေ့ကဲတင်ပိုင်ရှင်ပဲလက်ခံဖို့ရစွတ်တောင်းပြီးဒုတော့ပြီးဖခင်ကိုချစ်တဲ့အကြောင်းဝန်ခံပြီးတော့မှလက်ခံတယ်မှနေဆိုအဲ့ဒါကိုဘယ်သူခေါ်လဲဆိုတော့ပြောင်းလဲတော့သူလို့ခေါ်တယ်ယုံကြည်တော့သူလို့ခေါ်တယ်အာမင်ကဲတင်ချင်းရတဲ့သူဆိုတာအဲ့ဒါပဲနေ့ချင်းခံတော့သူမဟုတ်ဘူးနော်ဒီထဲမှာနေ့ချင်းခံတဲ့သူတော်တော်များနေပြီကျွန်တော်ဟိုတနေ့ပြောပြသွားပြီကျွန်တော်နေ့ချင်းပြီးတဲ့ဟိုတယောက်နေ့ချင်းသွားပြီးတာဟိုအဝေးကြီးပဲဟိုရအပြင်ပဲနာယူဝတ်ကြော်သွားရတယ်ကားနဲ့စတီဗင်ကပြောင်းလဲပါတယ်တဲ့ကဲတင်ချင်းရပြီနော်လို့ကျွန်တော်မိတာသူပြောင်းလဲတယ်ဗျာသူကပြောလိုက်တော့လဲကျွန်တော်လဲစိတ်ချတာပေါ့ကျွန်တော်ကချောင်းထဲရောက်သွားပြီနှစ်ချင်းပြီးဖို့ကျွန်တော်တို့နှစ်ချင်းပြီးမဲ့သူကဟိုကုန်းပေါ်နေဆင်းလာတယ်ဘာလို့လဲထင်လဲစီးလိုက်ပါဘယ်မှာဆင်းလာတယ်ကျွန်တော်ကကြည့်ပြီးတော့ကျွန်တော်စိတ်ထဲမှာမတတ်တော့ဘူးချင်းနေမကောင်းဘူးကွာဒါတော့အချင်းနေမမှန်ဘူးကွာဒါပေမဲ့နှစ်ချင်းပြီးတော့မယ်လေဒီမှာအစင်သင့်ဖြစ်နေပြီလေစတီဗင်ကတော့ဆရာအဲ့မှာကောင်းတယ်နော်ရပါတယ်ကောင်းတယ်ဆိုတော့ကျွန်တော်ကြည့်ပြီးတော့စိတ်မကောင်းဘူးအဲ့ဒါနဲ့စီးလိုက်ပြီးပြီးတော့တခါတဲ့သူဘုံပြီးချော့ပြီးတော့တခါတဲ့ကျွန်တော်တို့ယေရှုနာမတော်မြတ်တဲ့နှစ်ချင်းပြီးလိုက်တယ်ပြီးရောတော့ပုံရိုက်ပြီးရော၃ယောက်စလုံးတယောက်လာတယ်တယောက်ပါစတာတယောက်သူကဓာတ်ပုံရိုက်ပြီးတယ်အဲ့ဒါပြီးတော့ကျွန်တော်စိတ်ထဲမှာတော့အဲ့ဒီလူကကေတင်ချင်းရဖို့မသိကြဘူးသူတို့ကျွန်တော်ကတော့ကေတင်ချင်းအကြောင်းဆွေးနွေးမယ်ဆိုတော့ဖဲမှာတော့ကျွန်တော်စကားပြောမယ်ယေရှုအကြောင်းဘယ်လိုဆိုတာဒီစီးလေးမတောက်ကောင်းချောင်းနော်အရင်မတောက်ကောင်းချောင်း
ဒါတွေကအစကျွန်တော်သူနားလဲအောင်ပြောမယ်ဆိုပြီးတော့ကျွန်တော်စောင့်နေပြီအဲ့ဒါနဲ့ကျွန်တော်စကားပြောဖို့လုပ်တဲ့အခါမှာသူ့ဖုန်းလာတယ်သူ့ဖုန်းလာတော့သူ့ကောင်မလီစီကဖုန်းသူအလေးအတန်ကိုစပီကာဖွင့်ထားတယ်ဆိုတော့သူ့နားမှာပါစတာ3ယောက်ထိုင်တယ်သူ့ကောင်မလေးကစိတ်ကောက်ပြီးတယ်ကွာကျွန်တော်သူ့ကိုကင်တင်ချင်းအကြောင်းပြောမယ်လို့တော့ပြောလို့မရတော့ဘူးသူကသူ့ချစ်သူနဲ့အချီအတိမဲတယောက်နဲ့တည်းမဟုတ်ပါဘူးဗျာမင်းစိတ်မကောက်ပါနဲ့ဘာညာစတီဗင်ကလည်းအေးစိတ်လေးကျွန်တော်ကလည်းတိတ်စိတ်ပြီးတော့တရုတ်ကောင်ကလည်းစကားလည်းနားမလဲဘာပြောလဲမသိဘူးကျွန်တော်တို့နေတော့သိတာပါသူရေစာနဲ့ချော်လိုက်မြော်လိုက်ဘာညာလို့နိုင်ဝတ်ကြောစကားပြောတယ်ကျွန်တော်စကားပြောမဲ့ချိန်မရှိတော့အိမ်ရောက်သွားပြီသူစင်လိုက်ပြီးကျူးတဲ့နော်ဆရာပြောသည်ကျွန်တော်စိတ်ထဲမှာတော့မတတ်ဘူးတော့ရတယ်လို့တော့ကဲသင်ချင်းတော့ရပါမလားအဲ့ကျွန်တော်သုံးသပ်တာလေအဲ့ဒီသူ့ချစ်သူကခရစ်ယာန်နဲ့တူတယ်စကားပြောတဲ့ပုံစံလေဒါကြောင့်သူ့ချစ်သူကကျွန်မကိုတကယ်ချစ်တယ်ဆိုရင်တော့ဒီကောင်ကတော့နော်ခရစ်ယာန်မတယောက်နဲ့ဗာလေချစ်သူဖြစ်လို့နော်ကောင်းမလေးကလည်းချစ်တယ်ဆိုရင်တော့နှစ်ချင်းခံပါငါပြောလို့ဒါနော်ယေရှုကိုချစ်လို့မပဲကောင်းမလေးကိုချစ်လို့နှစ်ချင်းလာခံတာမင်းပါလားနှစ်ချင်းခံတဲ့သူတိုက်ကဲပင်ချီရတာမဟုတ်ဘူးဆိုတာသိချသွားပြီခင်ဗျားကိုယ်တိုင်လည်းပြန်စမ်းကြည့်နှစ်ချင်းခံလို့စိတ်မချပါနဲ့နှစ်ချင်းခံလို့နော်ဘဲကလေးပဲဖြစ်မယ်ဘဲတွေကခဏနှစ်ရီထဲမှာနှစ်နေတာပဲဒါပေမဲ့ဘာထူးလို့လဲအဲကြောင့်နှစ်ချင်းခံတာအဓိကမဟုတ်ဘူးယေရှုကိုရတာပြောပါအာမင်ယေရှုကိုရတော့သူဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေတဲ့နှလုံးသားတစ်ခါဖွင့်ပြီလားယေရှုကိုအထဲဝင်ခွင့်ပေးပြီလားဝင်ခွင့်ပြီးမှန်တယ်ဆိုရင်တော့တဲ့အထဲမှာယေရှုဖခင်ရှိတယ်ဝိညာဉ်တော်အဖြစ်အာမင်အဲ့ဒါကိုဝိညာဉ်တစ်စိတ်ခတ်တယ်လို့ပြောတယ် sealing of the Holy Spirit လို့ပြောဝိညာဉ်တစ်စိတ်ခတ်ခြင်းဝိညာဉ်တော်နဲ့ကျွန်တော်တို့ကအမှတ်သားပြီးအောင်လေတဲ့သူကပထမအရွယ်ပြောပါအောင်ခလေးတငယ်အရွယ်ခလေးတငယ်အရွယ်ဆိုတာဗာလဲကြည့်စုဆောင်ရှောက်ရတယ်ပြောပါဒီခလေးအခုဒီခလေးမွေးခါစားကလေးတွေကိုမကြည့်စုဘဲနဲ့ဘယ်လိုအသက်ရှင်နိုင်မယ်တဲ့သက်ရှင်မှာမဟုတ်ကြည့်ကြသွားပြီလေတကယ်ယေရှုကိုရပြီးပြောင်းလဲခါစားလူတွေဝိညာဉ်ပိုင်းဆိုင်ရာမှာအသက်ရှင်ခြင်းတဲ့မာနယ်ဆိုရင်တော့ဆောင်းရှောက်မဲ့အသင်းတော်လိုအပ်တယ်ဆောင်းရှောက်မဲ့ပါစတာလိုအပ်တယ်ဆောင်းရှောက်မဲ့ဖျားကိုချစ်တော်သူတွေတင်းနာမှာရှိနေဖို့တင်းကိုနော်ပြုစုခြင်းတဲ့သူရှိဖို့လိုအပ်တယ်တချို့တွေကယေရှုရပြီအသင်းတော်မလိုဘူးယေရှုနဲ့အသင်းတော်မရှိဘူးရှောက်ပြောတယ်ယေရှုနဲ့အသင်းတော်မရှိပြီမဲ့မင်းအသက်ရှင်ဖို့အတွက်အသင်းတော်လိုအပ်တယ်အာမင်မင်းကိုဆောင်းရှောက်မဲ့သူလိုအပ်တယ်နော်ခလေးတယောက်ငင်းမွေးလာပြီမိဘမရှိရင်ဘယ်လိုအသက်ရှင်နိုင်မလဲမိဘရှိလို့အသက်ရှင်တာဒါကြောင့်ကျွန်တော်တို့ခလေးဆိုတာကမကြည့်ရှုလို့မရဘူးသူကဘာလို့တတ်လဲဘာမှမလို့တတ်ဘူးပြောပါဦးအတင်းတော်ထဲမှာသူတို့မွေးခါစားအဖွဲ့ကဘာမှမလို့တတ်ဘူးတက်တီလည်းမခံတတ်ဘူးဒီဖွဲ့ကစုလည်းမတောင်းတတ်ဘူးနော်အတင်းတော်လူကြီးလည်းမလို့တတ်ဘူးဥဆောင်လည်းမလို့တတ်ဘူးဒီအဖွဲ့ကလောက်တတ်တာဆိုလို့ဘာမှမရှိဘူးဒါပေမဲ့ဘာဖြစ်လဲမိသားစုထဲမှာကလေးတယောက်မွေးဖွားပြီဆိုရင်ဝမ်းသာလားဝမ်းနည်းလားဝမ်းနည်းတော့မိပါဆိုရင်တော့နည်းမယ်ထင်ပါတယ်အယံဝမ်းသာကြတယ်ကလေးတယောက်မွေးဖွားပြီအဲ့ဒီကလေးကနောက်မှာကြီးလာတဲ့အခါမှာလူစုကောင်းဆောင်ဖြစ်မဲ့ကလေးဖြစ်ရင်တော့မှအဲ့ဒီကလေးရဲ့ရွယ်မှာဘာဖြစ်လဲဟမ်အယံဝမ်းသာတယ်နော်ချစ်စရာကောင်းလိုက်တာအာဘာရီဗီရာတကယ်စင်ကြီးလာပြီးတော့မိဘကိုရိုက်တတ်မဲ့သူဖြစ်မဲ့မှာဘယ်သူကြူတိလို့လဲဒါမဲ့ကလေးတငယ်အရွယ်မှာအယံကိုကလေးရတယ်ဆိုတာဝမ်းသာတယ်အတင်းတော်ထဲမှာလဲပြောင်းလဲလာတဲ့သူရှိအယံဝမ်းသာကြတယ်အာမင်ယေရှုကိုတီးလာတဲ့သူရှိရင်ဝမ်းသာကြတယ်ဒါမဲ့အဲ့ဒီအဖွဲကဘာပဲတီးလဲဆိုတော့စားဖို့နဲ့တောက်ဖို့ပဲတီးတယ်ငိုဖို့နဲ့ရီဖို့ပဲတီးတယ်တရားဟောတာကောင်းကြီးရီမယ်တလုံးမအိမ်မပါသွားဘူးဒီဖွဲမမတ်ဘူးဒီခလေးတွေကခလေးကမမတ်ဘူးနော်မကျင်တာစီငိုပစ်လိုက်မယ်ဒီအဖွဲကဒါပဲစိတ်ကောက်မယ်စိတ်ဆူမယ်ငိုမယ်
အကျက်ကျန်ကိုဘိုက်စာရင်ငိုမယ်ဘိုက်စာရင်စာနာပြမယ်ဒါပဲဒီကလေးတွေသိတာမိသားစုတို့ဘာလုပ်လဲဘာမှမလုပ်တချို့တွေကခလီနဲ့အတူတယ်အတင်းတော်တဲ့မှာတာဝန်ပဲပြီးတယ်လို့တတ်တာဆိုလို့မရှိဘူးနော်သူအဖြစ်မိဘကဘာဖြစ်လဲစိတ်ပူပန်နေရသေးတယ်ဒါမဲ့အတင်းတို့အတင်းသားတယောက်ဖြစ်နေတဲ့အတွက်ကြောင့်လည်းအယံဝမ်းသာတယ်ဒါမဲ့ဘာဖြစ်လဲသူအဖြစ်ခံစားချက်တွေဘာဖြစ်လဲအင်ပန်းရတယ် music အဖွဲမှာပါတယ်အဲ့ဒီအဖွဲတချို့တွေကကောင်းဆောင်တွေရဲ့စကားတိတ်နားမလည်နိုင်ဘူးနားမလည်တတ်ဘူးကောင်းဆောင်တွေကသူတို့ကြောင့်ကောင်းမွန်နေရတယ်အဲ့ဒါမျိုးတွေဒါကြောင့်ခလီတငယ်အရွယ်ဖြစ်နေသလားခင်ဗျာခလီတငယ်အရွယ်မှာဘာသိလဲစားဖို့ပြောပါရဖို့ဒါပဲခလီငယ်အရွယ်မှာကျွန်တော်တို့ပျော်တဲ့ဟာတွေကြည့်ပါအောင်ခလီရဲ့ဘဝမှာခလီဘဝမှာပျော်တဲ့အရာတွေကြည့်ပါအောင်စော့ကစားမယ်တာပဲလေနော်အင်ပြန်ပြီးတော့စားမယ်တာပဲမိဘတွေကခေါ်တဲ့ခါမှာချက်ချင်းမသွားဘူးအရိုက်ခံမယ်တာပဲစားကြည့်ပါဆိုရင်ချက်ချင်းမကြည့်ဘူးနရွတ်ဆွဲခံမယ်တာပဲဒါကြောင့်ခလီအရွယ်ဆိုတာကပြောရတယ်အမြဲတမ်းပြောရတယ်အမြဲတမ်းပြောရတယ်မမှတ်ထားဘူးခင်များလဲခရစ်ယာန်ဖြစ်တာယုံကြည်သူဖြစ်တာနေ့ချင်းခန္ဓာပြောင်းလဲတယ်လို့ပြောတာကြာပြီမဲ့တကယ်ဒီအချင်းဒီမှာရှိနေသေးတယ်ခလီအရွယ်ခလီတကယ်အရွယ်ပဲအမြဲတမ်းပြောရတယ်မိဘကူလည်းအကျိုးသိမ့်မပြီးဘူးအတင်းတော်ကူလည်းအကျိုးသိမ့်မပြီးဘူးဒါမဲ့ခင်များရှိလို့လေဝမ်းသာစရာလေးတော့ကောင်းတယ်ဒါမဲ့တာဝန်တွေများတယ်ဒါမျိုးတွေရှိတတ်တယ်နော်အတင်းတော်မှာဒါကြောင့်ဒါမဲ့အနာဂတ်မှာကြီးထွားလာမှာဖြစ်တယ်ဒါကြောင့်ခလီကနှုတ်ပဲတောက်ချင်တယ်ပြောပါအောင်နှုတ်ငတ်တဲ့အစာပဲစားတယ်မာကြောတဲ့အစာတွေမစားနိုင်ဘူးနာမည်ခေါ်ရင်စိတ်ကောက်တတ်တယ်အဲ့ဒီအဖွဲ့ကနာမည်နဲ့ပြောရင်စိတ်ဆူတတ်တယ်လွယ်ကူနဲ့စိတ်ဆူတတ်တယ်ချီးမွမ်းလို့ရင်လည်းမကြိုက်ဘူးမချီးမွမ်းပြန်ရင်လည်းမကြည်နပ်ဘူးဒီအဖွဲ့ကအထူးသဖြင့်ချီးမွမ်းမှလှုပ်တဲ့အဖွဲ့ဖြစ်တယ်ခလီတွေကပါလဲအိုးလမ်းလျှောက်တတ်ပြီးလက်ခုပ်တီးရင်ပါပြီလေဝမ်းသာလို့ तू อ่ะနော်တကယ်ကိုလဲတဲ့အချိန်ထိခြောက်တာပဲအဲ့ဒါကလက်ခုပ်တီးရင်အားပြီးရင်တချို့လူတွေကအသင်းတော်ထဲမှာလည်းယုံကြည်သူတွေတကယ်ပြောင်းလဲတာတော့မှလည်းဒါပေမဲ့လက်ခုပ်မတီးရင်ဘာမှမလုပ်ချင်တော့သူများတွေခွန်အားပြီးမှသူများတွေခင်များတော်တယ်ခင်များကောင်းတယ်ခင်များအဲ့လိုဖြစ်မှငါတို့အဲ့လိုပြောမှ तू အလုပ်ချင်စိတ်ရှိတယ်ခလီပြောပါအောင်ကိုနာကလို့နည်းနည်းကြည့်ပြီးတော့ခလီလားလို့နော်ချင်းမမမြောက်မနော်ဟိုအမြဲတမ်းလက်သွေးခေါ်ရတယ်ခလီကလေတဏှာရသွားရင်လက်ဆွဲမခေါ်ရင်ပျောက်တော့မယ်အဲ့ဒီခလီကကုန်းတိုက်ထဲမှာခလီပျောက်တဲ့ပွဲအများကြီးနော်ခင်ဗျားတို့လည်းပျောက်ဖို့မှာပန်းချမ်းမှာပျောက်တဲ့တစ်ဖွဲ့အရင်တော့ကဆိုရင်ကျွန်တော်ပန်းချမ်းမှာလည်းနော်အိုးကျွန်တော်ဖူးတာနဲ့သူနေတော့ဖူးတာပျောက်သွားတာဘလုံးကိုကျွန်တော်တို့ဖုံးစိတ်ရတယ်နော်မလွယ်ဘူးအိုးကုန်းတိုက်ထဲမှာရှမ်ပီပျောက်သွားတာအမေကရှာမကအချစ်အကျယ်ငူနေပြီနော်ပျောက်သွားပြီလေကုန်းတိုက်ထဲမှာမတွေ့တော့ဘူးဘာကြောင့်လဲခလီပြောပါဦးအဲ့ဒီခလီကဟိုးပစ္စည်းလေးတွေကြည်ရင်နဲ့တနေရဟိုးကြောင်ထဲမှာရောက်သွားတာဘုရားကလည်းဟိုးတယောက်နောက်လိုက်ပြီးတော့မှဘယ်သူဘယ်ဝါမှမသိဘူးသူဟိုးပျောက်သွားပြီရှောက်ပြီးတော့လိုက်သွားတာဘယ်သူလိုက်တယ်လဲကျွန်တော်မသိဘူးခလီဆိုတာလေဘာလို့ရမှန်းမသိဘူးဘူရောက်လိုက်ဒီရောက်လိုက်ဘယ်သွားတာမှမသိဘူးပျောက်နေတဲ့အဖွဲ့တင်းတော်ထဲမှာနော်ပျောက်နေတဲ့အဖွဲ့ပြောပါလက်မကြိုက်ထားရင်ပျောက်ပြီမဆွဲရင်မရောက်ဘူးမခေါ်ရင်မလာဘူးဖုန်းဆက်မှမဲစိတ်ပူမှနော်စကားပြောမှအဲ့ဒါမှနည်းနည်းဘုရားကျောင်းရောက်တယ်တချင်းတိုက်ဖို့ရောက်လာတယ်တချို့တွေဆိုမဲစိတ်ဘယ်လောက်ပူနော်ဘယ်လောက်ခေါ်နေကောင်းရက်သားနဲ့အိတ်တယ်ကွာအာမနာဘူးကွာခလီပြောပါ
မန်အောနဲ့ခလီအဖွဲဒုတိယအရွယ်ကြီးမယ်တငယ်အဖွဲပြီးသွားပြီနော်ဒါကြောင့်ကျွန်တော်တငယ် level မှာရှိနေသေးသလားပြောင်းလဲတာအနည်း30နီးပါးရှိနေပြီ25နှစ်ရှိပြီအနည်း20ရှိပြီအနည်း10နှစ်ရှိပြီဒါပေမဲ့တငယ်အရွယ်ပဲရှိနေသေးတယ်ဆိုရင်တော့ဒီအဖွဲတော့ပြုပြင်သင့်ပြီပြုပြင်သင့်ပြီပြောပါလူငယ်အရွယ်လူလတ်အရွယ်လူလတ်အရွယ်လူငယ်အရွယ်ဆိုတာကသူတို့ကတိတတ်ပြီတူတက်ပြီခလီဘဝကနေတူတက်ပြီဘာဖြစ်လို့အဲ့လိုတူတက်လာတာလဲအချက်မိချင်တယ်ကွာဟမ်ဘာဖြစ်လို့ခလီကနေလူလတ်အရွယ်ရောက်ဖို့ရအတိကအချက်ကြတဲ့ခင်ဗျားတို့ထင်တဲ့အရာတခုပြောပါအသက်ရှူပြီးတော့မှထမင်းစားတယ်အသက်မရှူရင်ခလီဘဝကနေလူလတ်အရွယ်ရောက်เสียအကြောင်းမရှိဘူးတီးပြီးပဲထမင်းမစားရင်ကြီးထွားเสียမရှိဘူးကဲကြီးထွားခြင်းနဲ့မှန်တယ်ဆိုရင်တော့ဝိညာဉ်အသက်ရှူရမယ်ဒါပဲဝိညာဉ်အစာစားရမယ်ဒါပဲညများစားလီဘာဖြစ်လဲကြီးထွားတာမှန်လီပဲအနောက်တိုင်းဒီကခန္ဓာကိုယ်ပူပြီးတော့ကြီးတယ်အာရှသားတွေကတီးတယ်အမျိုးနဲ့လဲဆိုင်တယ်ထင်ပါတယ်ဒါပေမဲ့အမျိုးထက်လဲဆိုင်တာတခုပြောမယ်နော်ဆိုင်တာတခုပြောမယ်အမျိုးထက်လဲစားတာတောက်တာနေတာထိုင်တာနဲ့ဆိုင်သူတို့တွေကစားတာတွေကနော်ဖွံ့ဖြိုးမဲ့အချိန်မှာဖွံ့ဖြိုးစီမဲ့အရာတွေကိုစားတာကျွန်တော်တို့ကမတီအောင်စားတာကျွန်တော်တို့ဒီနေ့မတီအောင်ဂွာခါဒီစားတာအရာတာကောင်းလို့စားတာမဟုတ်ဘူးကြိုက်လို့စားတာမဟုတ်ဘူးဒီနေ့မတီအောင်စားတာဘယ်ဂွာခါဒီရဲ့အရာတာအာနိတင်ကိုနော်ချိန်ကြည့်တဲ့အခါမှာထူးကြည့်တဲ့ဘာအာနိတင်ရှိတယ်လဲဆိုတော့0ဒီပဲရှိတယ်ဘာအာနိတင်မှမရှိဘူးလို့ပြောတယ်ဂွာခါဒီမှာလေဒါပေမဲ့အဲ့ဒါကကျွန်တော်အဓိကစားတဲ့အရာဖြစ်သွားတယ်ဘာကြီးထွားမှာဘာဗလာကြီးမှာလဲဒါကြောင့်ပိန်ညောင်ဒီများတာမြန်မာပြည်မှာဒုက္ခတဲ့ရုပ်ဒီပဲများတာလေသူများနိုင်ငံမှာမုတ်စားလိုက်ကြက်သားစားလိုက်နော်ဟိုအသားစားလိုက်ဟိုးနော်ဟင်းတဲ့ရွက်ဒီစားလိုက်ခလီတွေကမျိုးစုံစားတော့ပါပြီလေကြီးထွားတာမှန်တယ်ခန္ဓာကိုထွားကြိုက်တယ်တန်မာတယ်နော်အာရထောင်းမောင်းနေဖြစ်ကြတယ်စားတာနဲ့ဆိုင်တယ်နော်ပြောပါအောင်စားတာနဲ့ဆိုင်တယ်ဗလာကြီးတဲ့အဖွဲနော်တကယ်စင်ဗလာကိုလီရှူတာများလို့ဗလာကြီးတာမဟုတ်ဘူးနော်လုံးဝစားတာများလို့အမျိုးဘယ်လောက်ကောင်းမစီမစားဘဲနေရင်ဗလာကောင်းမှာမဟုတ်ဘူးဒါကြောင့်လေဝိညာဉ်ပိုက်ဆိုင်ရာမှာကြီးထွားခြင်းတဲ့မာနယ်ဆိုရင်တော့ဝိညာဉ်ကြီးထွားစီမဲ့အစာတွေစားရမယ်ချီးမွမ်းခြင်းတွေဝစီပူဆောင်လုပ်တယ်တချင်းအလွတ်မရဘူးဒါမျိုးတွေရှိတယ်ဆိုရင်တော့ဒါကတော့နည်းနည်းလိုအပ်ပြီပေါ့ဝစီကောင်းဆောင်တဲ့အဖွဲ့နော်တချင်းတွေအများကြီးအလွတ်ချက်ရမယ်ပြီးရင်ဝစီမလာခင်မှာကျွန်တော်တို့စုတောင်းဆက်ကရမယ်ဒီနေ့ဝစီပူဆောင်မယ်ဆိုတော့ဥပမာနော်ဒါကကြီးထွားခြင်းတစ်ခုကိုပြောတာဒါကြောင့်ကျွန်တော်တို့ခရစ်ယာန်အသစ်တာကကြီးထွားခြင်းတယ်မှန်တယ်ဆိုရင်တော့ယဉ်ကျေးခြင်းတယ်မှန်တယ်ဆိုရင်တော့လူလအရွယ်ရောက်ခြင်းတယ်မှန်တယ်ဆိုရင်တော့ကျမ်းစာဖတ်ခြင်းတွေစုတောင်းခြင်းအသစ်တာတွေရှိရမယ်ဘယ်သူမှခိုင်းရမလို့ဘူးကျွန်တော်စုတောင်းတဲ့အသစ်တာရှိရမယ်ကျမ်းစာဖတ်တဲ့အသစ်တာရှိရမယ်ကျမ်းစာထဲမဟုတ်ဘူးကျမ်းစာနဲ့ဆိုင်တဲ့စာပြီးနော်ဒီဓမ္မစာအုပ်တွေကိုဖတ်တဲ့အကျင့်ရှိရမယ်စာဖတ်တတ်တယ်မှန်တယ်ဆိုတော့အဲ့ဒါမှလည်းကြီးထွားမယ်ဘာကျမ်းစာမှလည်းမကြည့်စုတောင်းတာဆိုလို့ထမင်းစားခြင်းစုတောင်းတဲ့မနဲ့နိုးလာတဲ့ခါရောက်ပြရသည်ကပြောတယ်ငါအိတော်လေအိချင်မှုသူနဲ့ပြရသည်ကကြီးရတယ်ဗျာအေးလိုက်ပြီဒါနဲ့ဝိညာဉ်ဘယ်လိုကြီးထွားမှာတော့ပြောချင်သေးတယ်အခုတလောဝိညာဉ်ခေါ်နာမရှိဘူးပြောသေးတယ်ဝိညာဉ်စာမစားဘဲနဲ့နော်တချင်းတဘောဝရှိမှာတချင်းဒီအာရပါရသူများစုနေတဲ့အချိန်မှာကိုကတော့ဒီမှာနာဖူကောင်းတယ်နော်သူများဒီလက်ဒီနဲ့မျက်ရည်တွေကြာပြီးတော့ချီးမွမ်းနေတဲ့အချိန်မှာကိုကလုံးရှာမသိဘူးထမင်းဒီအင်းကြီးဒီတချို့တွေဆိုရင်ကြည်မှန်ထုတ်ပြီးတော့မှကြည်တည်တယ်အဲ့ဒါဘယ်လိုကြည်ထွားမှလဲမကြည်ထွားဘူးပဲကြည်ထွားခြင်းလားကြည်ထွားခြင်းရင်ဒီနေ့ကစားပြီးတော့ကြည်ထွားစီမဲ့အရာတွေကိုလောက်ပါအောင်ကြည်ထွားလာမှဖြစ်တယ်ဝိညာဉ်ခေါ်နာရှိလာမှဖြစ်တယ်
ရင်ကျက်လာဘူးပရောရင်ကျက်လာမှာဖြစ်တယ်။အိုးလူငယ်အရွယ်ရောက်လာပြီဆိုရင်ပါလေလက်ဆွဲခေါ်ခြင်းလားမရတော့ဘူးလက်ဆွဲခေါ်စရာမလိုတော့ဘူးငါအသားကိုလေတခါတလေကျွန်တော်သူ့လက်ကိုကြိုက်တယ်သူကသိမကြိုက်တော့ကြိုက်တော့ဟာတမီးကတော့ကြိုက်နေသေးတယ်အသားကတော့အမေထက်အရက်စီနေပြီလေဒါမဲ့ဟောင်းမနားမှာသွားပြီဆိုရင်တော့အဲ့လိုပုံစံလုပ်နေဟာလူပြူလူနေချင်းပြီသူကဘာလဲကြိုက်တာမလို့ချင်တော့ဘူးရင်ကျက်လာပြီလူငယ်လူလတ်အရွယ်ရောက်လာပြီဆိုရင်လေဆွဲခေါ်စရာမလိုတော့ကောင်းဆောင်ကဥပမာကိုစောလျံက message ပို့တယ်နော်မင်းဒီည backup လုပ်ပြလို့ရမလားပြောစရာမလိုတော့ backup လုပ်ပြလိုက်ပါနော်ပြောတာနဲ့ဟုတ်ကဲ့ message တခါတည်းပို့တယ်မြင်ပြီးတော့မှကြည့်ပြီးတော့မှဘာမှလည်းမတုံ့ပြန်အချိန်ရောက်တော့မယ်မတုံ့ပြန်သေးဘူးဒီမှာလာခတ်သေးဝင်သေးတယ်အဲ့ဒါကပါလေတငယ်အရွယ်စိတ်ကောက်နေတာခဏစိတ်ကောက်တဲ့သူမြင်ရင်လေစပင်ဖြူပါစီအဲ့ဒါဝိညာဉ်ပိုက်ဆရာတငယ်အရွယ်ပဲမရင်ချက်ဘူးပဲလုံးဝမရင်ချက်ဘူးပဲတင်းတော်ထဲမှာအိမ်ထဲမှာနော်ကြည်တတ်တယ်နော်ဒါကြောင့်ရင်ချက်ဖို့လိုအပ်တယ်ဒါကြောင့်လူငယ်အရွယ်ရောက်ပြီဆိုရင်တော့ခေါ်စရာမလိုတော့ဘူးကိုဟာကိုသွားနေပြီနော်အလွန်ငွေထဲ့ပါပြောစရာမလိုဘူးသူဟာသူသိတယ်ထဲ့တယ်ကိုချစ်သူကိုနော်လက်ဖက်ရည်တိုက်ဖို့အကြံပေးဖို့လိုလားမင်းချစ်သူကိုလက်ဖက်ရည်တိုက်ပါမင်းချစ်သူကိုချစ်သူများနေမှာလက်ဆောင်လေးပြီးပါအကြံပေးစရာလိုလားမလိုဘူးသိတယ်အယမ်းသိတယ်နော်အချင်းလုံးဒီမှာဖွာပဲဒါကြောင့်လူလက်ရောက်ပြီဆိုရင်လေချင်းမွန်းချင်းစိတ်အထဲမှာတဖွာပဲအာမင်ကိုတတ်တဲ့ဟာလေးဂီတာတီးဖို့ရတော့အမျက်နာလာကြည့်စရာမလိုဘူးဆရာတွေကခဏဘာငါပြောစရာမလိုဘူးသူတတ်တဲ့ဟာကိုတကယ်စဲလုပ်ပြီးဂီတာလေးတွေကိုကျိုးနေငိလိုက်ပြီးသူလုပ်ဘာဖြစ်လို့လဲလူလက်အရွယ်ရောက်ပြီပြောမှမဟုတ်တော့ဘူးတိသွားပြီအာမင်ဒီအဖွဲကပါလေလူလက်အရွယ်ရောက်သွားဟာအာရှာရီလုပ်တယ်ဟိုမှာပြုံးလေးနဲ့နော်အာရှာလုပ်ပြီးပြုံးရမယ်ပြီးတော့တချင်းတွေပါတွေဆိုပြီးဆိုရင်လေပြီးတော့ဝတ်စစ်ဖို့ဆောင်တွေပါတွေလုပ်ပြီးဆိုရင်လေ backup တွေပါတွေလုပ်ပြီးဆိုရင်လေနည်းနည်းတော့ပြုံးပါအောင်နည်းနည်းလေးတော့ပြုံးပါအောင်ဟိုတချင်းအရာနော်တချင်းရဲ့အနေအထားအရာလေတချင်းရဲ့အနေအထားအရာခံစားလို့လူမျိုးနေရမယ့်အချိန်ကလွှင့်ရင်လေပြုံးလေးနေပြီးပါမကြည်နပ်တဲ့ပုံစံနဲ့မလောက်ပါနဲ့ကျွန်တော်တို့ကခင်ဗျားတို့ကအရန်ကြည့်တယ်နော်ခင်ဗျားတို့မသိပေမဲ့ကျွန်တော်တို့ကအရန်ကြည့်တယ်နော်တခါတလေခင်ဗျားတို့ခြေထောက်အထိကိုကျွန်တော်တို့ကြည့်တာနော်ခင်ဗျားတို့ခြေထောက်ဘယ်လိုလဲကာလီခုံလေးဆိုတဲ့နေရာမှာတောင်ခြေထောက်တောင်မလုပ်ဘူးဆိုကျွန်တော်တို့ခုံလို့မရတော့ဘူးလေဒီအဖွဲကနော်ရှိမှတငယ်ချင်းဦးဆောင်တဲ့သူကဒီလူခုံနေတဲ့အချိန်မှာခင်ဗျားကအဲ့လိုလုပ်တယ်မမိုက်ဘူးလေအဲ့ဒါတငယ်အရွယ်ပဲအဲ့ဒါခေါင်းဆောင်ကလှုပ်ပြီးဆိုရင်တော့ဗာလဲအနားမှာလဲကိုကဗာလို့ရမလဲကားလေးလိုက်လို့ရမယ်ဒါတကားလေးလှုပ်ပြလိုက်အာမင်ဆိုတော့လူငယ်အရွယ်ဆိုတာကအတင်းပြောစရာမလိုဘူးအတင်းပြောစရာမလိုဘူးပြောပါအောင်အတင်းခေါ်စရာမလိုဘူးခေါ်မလှုပ်တဲ့သူမဟုတ်ဘူးပြောမလှုပ်တဲ့သူမဟုတ်ဘူးတိတတ်တယ်အာမင်အဲ့ဒါကဗာလဲလူငယ်ဝိညာဉ်ပိုက်ဆရာလူငယ်အရွယ်ရောက်သွားပြီဒါမျိုးတွေရှိရင်လေအယမ်းအတင်းတော်အခုကျွန်တော်တို့ဘုရားကျောင်းပြီးသွားရင်လေအလိုက်တီးထိုင်ခုံတွေတချို့တွေကဖယ်ပြီးတယ်ဘူးစမ်းတယ်အဲ့ဒီလူငယ်တွေလေအဲ့ဒါဝိညာဉ်လူငယ်တွေဝိညာဉ်ပိုက်ဆယ်မှာလူငယ်ရောက်ပြီးတိတတ်တယ်လေထိုင်ခုံလေးတွေဖယ်တချို့တွေဆိုရင်တမျက်စိလဲတယ်တချို့တွေဆိုရင်လည်းကျွန်တော်တို့ပြောတာတရှင်လို့ပြီးပါအောင်ဆိုတာဆိုမှရှင်းနိုင်တော့အဲ့ဒါတငယ်အရွယ်နော်တခုလောက်ရင်ပါလေသူတယောက်ရှိတယ်ကျွန်တော်သားနဲ့သမီးရှင်နဲ့တကားတလီပကံစည်းဖို့ပါငါတာဝန်နေပြီးရင်လေငါငိမာတယ်အကြီးကလည်းငါငိမာတယ်အငယ်ကလည်းငါအကူတဲ့ခလီမို့လို့လေဒါကြောင့်သူတို့လှုပ်ပါစီသူတို့ဒါလေးတွေလှုပ်ပါစီသူတို့တာဝန်ပါသူတို့ဆိုရင်တော့ဒါခလီအရွယ်ပဲလူငယ်အရွယ်မှားတာမရှိဘူးငါလှုပ်မယ်ပဲလှုပ်တယ်
သူကြားတဲ့တာဝန်လေးတွေကိုထမ်းဆောင်တယ်ကောင်းလိုက်တာဗျာလူငယ်အရွယ်နော်တိတတ်ပြီတိတတ်တဲ့သူများရင်ပါဖြစ်လေအလိုက်တိတတ်တဲ့သူရှိရင်ပါလေပြောစရာရန်ကောင်းတယ်နော်အာမင်အလိုက်မတိတတ်ပြောမှတိတ်ဟိုခလီတွေနဲ့နေတာလေအခုရှာမုံတောင်းလာမယ်နော်ဒါလို့ဖို့ရှာမုံတောင်းရှာအလုံးလုံးနေတဲ့ချိန်မှာခလီမမြင်ချင်ဘူးသူနောက်ပန်းတဲ့မမြင်ချင်ဘူးဘာလို့မမြင်ချင်တာလဲလို့သူကပြောတယ်နောင်ကိုင်းတဲ့ကျွန်တော်စိတ်ကိုနောက်ရှက်တယ်တဲ့သူငငလေးပဲလှုပ်ချင်တယ်တဲ့နော်ဒါကြောင့်ခလေးများရင်ပါဖြစ်လေအနောက်အရှက်များတယ်ပြောပါအတင်းတော်ထဲမှာဝိညာဉ်ခလေးအရွယ်များရင်ပါဖြစ်လေစကားများတဲ့သူများမယ်ဒါမဲ့ခလေးတွေအများကြီးထားလိုက်ငူတဲ့တဖွေဟိုမှာကနေတဲ့တဖွေဟိုမှာအကျက် complain လုပ်နေတဲ့တဖွေခလေးတွေတဘာဝလေဒါကြောင့်အတင်းတော်ထဲမှာလေခလေးများရင်ဝိညာဉ်ခလေးများရင်ခလေးအရွယ်များရင်ဒါတွေပဲများမယ်ဒါကြောင့်ခင်ဗျားစီမှာတယောက်ယောက် complain တွေအများကြီးလာပြောပြီးစင်တစ်ခါတည်းနားလည်လိုက်ဝိညာဉ်ခလေးအရွယ်ပဲရှိသေးတယ်ပြောပေါင်းခလေးအရွယ်ပဲရှိသေးတယ်နားလည်တတ်ပြီးဆိုတော့သူများအလုံးမရှုပ်တော့ဘူးနော်ကိုကပါလေလူငယ်အရွယ်ရှင်ပါလေကြည်မာကိုတယောက်တည်းတနာကြီးကြာပြီကိစ္စမရှိသေးဘူးမင်းကလေးတွေရှင်တဏီကုံချီတဲ့ဖွေးရှိတယ်နော် update မှာတဏီကုံချီတဲ့ဖွေးသပင်ဒီလိုထားရင်ကောင်းမလားကိုဟာကိုပဲကြိုးဆိုင်ပြီးလူငယ်ရွယ်မှာပြောပါအောင်ကိုလာဖို့ဒါတာဝန်နော်ယူတတ်ပြီကဲအဆုံးသတ်ပြောမယ်ဒါကြောင့်လူငယ်အရွယ်လဲကောင်းပါတယ်အတင်းတော်မှာလူငယ်အရွယ်တွေများလာရင်ပါဖြစ်လဲတာဝန်သိတတ်တဲ့သူများလာတယ်ဟိုဝရှိမှာဆိုရင်အရန်ပြောစရာကောင်းတယ်နော်တာဝန်သိတတ်တယ်လေအိုမိုက်ကလေးတခါတည်းကိုင်လီရှိလားမရှိလားတို့ဒီလုံးဒေါတာထွက်ချင်သေးတယ်နော်ဒါလေးတော့ဒေါတာထွက်နေပြီမဆောင်နိုင်ဘူးဒါလေးတော့မှခလီဒါမဲ့လာမလာတော့မှလာတယ်မလာဘူးစင်လေမလာဘူးပြောတယ်ဒါကလုံငယ်ပေါ့ဒါမဲ့ तू မရလုတ်ပြီးမဲ့နားမလဲတော့ဘူးအခုလူကြီးလာမယ်လူကြီးအရွယ်က तू အတွက်ထဲမဟုတ်တော့ဘူး तू များကိုလမ်းပြပြီပြောပါအောင် तू များလမ်းပြပြီ तू များကိုဆွဲခေါ်ပြီအတင်းတော်ထဲမှာလူတွေလာချင်ဖို့ငါတို့အတင်းတော်မှာပျော်စရာကောင်းတယ်နော်ဒါလူကြီးလူငယ်ကတော့မင်းပဲသွားမှလဲငါဖះเจ้าသွားမယ်ဒါပဲ तू များတွေတိတ်မခေါ်ဘူးလူငယ်အရွယ်ကငါဖះเจ้าသွားမယ်ဒါပေမဲ့လူကြီးအရွယ်ကပါလဲလာပါအောင်ဖះเจ้าမလာသွားမယ်မလုံးနဲ့အဲ့ဒါนี่နော်မလာဒါကလူကြီးဖြစ်သွားပြီအာမင်ခလီကပါလဲလာဖို့လဲမခေါ်ရင်အိတ်မယ်တာပဲဖုန်းပုတ်မယ်တာပဲအဲ့ဒါကခလီဒါကြောင့်လူကြီးအရွယ်မှာတာဝန်ယူတတ်လာတယ်အာမင်အိုးကောင်းဆောင်လုပ်တတ်လာပြီအသင်းတော်ထဲမှာကောင်းဆောင်လုပ်တတ်တယ်ဆိုတာကောင်းဆောင်တာဝန်ရှိတာပြောတာမဟုတ်ဘူးနော်ကောင်းဆောင်တာဝန်ရှိပြီးတော့မှကောင်းဆောင်မလုပ်တတ်တာကခလီအရွယ်တွေလည်းရှိတယ်နော်ဒီမှာပြောတာမဟုတ်ဘူးဟိုဘက်မှာဒီမှာတော့မသိဘူးနော်ကောင်းဆောင်လုပ်ပြီးတော့ကိုလုပ်ရမယ့်တာဝန်တွေကိုမသိရတာခလီအရွယ်ပဲကိုတယောက်တည်းပဲသွားနေတယ်ကိုတယောက်တည်းပဲဖះเจ้าပြင်းရင်ထွက်သွားတယ်ကိုတယောက်တည်းပဲကိုလုပ်တဲ့ဟာလေးနဲ့သွားတယ်ဆိုရင်ဒါကလူငယ်အရွယ်ပဲအဲ့ဒါလှုပ်ဖို့တောင်မှခေါ်နေရသေးတယ်ဆိုခလီပဲမဟုတ်ဘူးဒါမဲ့တငယ်ချင်းတွေကိုပြောတယ်လာကြမအောင်ဒါလေးတစ်ခုလုပ်ရအောင်ဥပမာနော်ဥပမာအခုလူငယ်ကောင်းဆောင်နေဆိုရင်တော့ message တွေပို့တယ်လေကျွန်တော် group ထဲမှာပါတယ်နော်အဲ့ဒါဆိုပြီးတော့တချင်းတွေအဲ့ဒါတိုက်မယ်ဘာညာအဲ့ပြောတယ်အဲ့ဒါကကောင်းဆောင်လူငယ်အဆင့်မဟုတ်ဘူးဝိငယ်ပိုင်ဆိုင်မှာသူတို့ကကောင်းဆောင်အဆင့်ရောက်သွားတယ်ကိုကြားတဲ့တာဝန်တွေမှာသူများတွေကိုဆွဲခေါ်ခြင်းတယ်အတင်းတော်မှာလူတွေကိုရောက်စီခြင်းတယ်ကိုနဲ့ဆိုင်တဲ့လူတွေကိုဖျားကြောင်ရောက်စီခြင်းတယ်အတင်းသားတွေကိုဖျားကြောင်ရောက်စီခြင်းတယ်ဥပမာဒီနေ့တယောက်မလာဘူးဥပမာနေ့လေတော့ကဥပမာပူတန်ရလို့မလာနိုင်ခဲ့ဘူးဥပမာပြောတာနော်ဒါနဲ့ကျွန်တော်တို့သိတယ်ကွာဟာခင်ဗျားဘာဖြစ်သွားလဲဘယ်သူတွေစကားပြောတယ်လဲအဲ့ဒါလူကြီးရဲ့ရွယ်ကဂယုစိုက်သွားပြီကျွန်တော်ကမြင်ချင်းပဲကျွန်တော်သူ့ကိုဖုန်းဆက်တယ်အင်းဆက်ဖုန်းနံပါတ်နေလိုက်တော့သူကကြိုက်တော့ကျွန်တော်စကားပြောတာဘာဖြစ်သွားလားလဲတန်ရာဒီနဲ့ကျွန်တော်စကားပြောတယ်ဘာကြောင့်လဲ
ကျွန်တော်ကဝိညာဉ်ပတ်သက်ရမှာလူကြီးအရွယ်ရောက်တာကယူဆိုင်ရမယ်နော်တချို့တွေကဘာလို့မလဲကြည်ပြီးတော့မှဟာမွန်ပူကဒဏ်ရာရင်းနဲ့ပါလားအယနာမှာပဲနော်တချို့တွေကကြည်ပြီးတော့မှဘာမှမဟုတ်ဘူးပြောအောင်ပါလူကြီးမှန်တယ်ဆိုရင်ကယူဆိုင်တတ်အာမင်အခုပေါပူစင်တော့စီယုံရောက်တယ်ပြောတယ်နော်နံပါတ်ပြပါအောင်ကျွန်တော်သူ့စီသွားမယ်နော်လူကြီးအရွယ်ဆိုတာကလူတွေကိုကျွေးမွေးခြင်းတယ်တီးခံတယ်ပြောပါအောင်အဲ့ဒါလူကြီးတီးမခံဘူးကွာတီးကောင်ရှောက်တယ်ကွာတီးကောင်ကြောင့်ခဏပြန်လာတယ်လို့ညတော့အဲ့ဒါကလူကြီးမဆန်ဘူးလူကြီးဆန်တယ်ဆိုတာတီးခံရတယ်တီးခံရတယ်ပြောပါအောင်တီးခံရမယ်နော်အဖွက်ထဲမှာနေရင်မိသားစုထဲမှာနေရင်တီးခံတတ်တော်သူတွေရှိမှလိုအပ်တယ်ဒါကြောင့်တီးခံပါဒါအရေးကြီးဒါကြောင့်လူကြီးရောက်လာပြီဆိုရင်ပါလေတာဝန်ယူတတ်လာပြီနော်သူများတွေကိုဆွဲခေါ်တတ်လာပြီသူများတွေကိုအားပေးတတ်တယ်မပူပါနဲ့ဗျာအစင်ပြီးသွားမှာပါငါလေးဆုတောင်းလို့ငါကြမ်းမာလာတယ်နော်သူတရားဟောတာဆရာတရားဟောတာခင်ဗျားကအပြစ်ပြောတာမဟုတ်ပါဘူးအဲ့ဒါမျိုးမပြောရင်ဘယ်ရမလဲကျွန်တော်တို့တွေကဒါအရန်လိုအပ်တယ်လေဥပမာနော်ဒါမဲ့တချို့တွေဆိုရင်ပါလေအဲ့လိုမလာဘူးသူတရားဟောတာကမင်းဘယ်လိုသဘောပေါက်လဲငါကတော့ဟိုတယောက်ကိုပြောချင်တာလို့သဘောပေါက်တယ်တော့ဘာညာပြောသေးတယ်ဟိုတယောက်မဟုတ်ဘူးနော်ငါတော့မင်းနာမည်မခေါ်ပြီးမင်းကိုပြောချင်တာတင်တယ်နော်ဒါမဲ့ယဉ်ကျေးတဲ့သူကဘယ်လိုပြောလဲဆရာပြောတာတွေငါတို့အားလုံးအတွက်ပါကျွန်တော်တို့ကိုပြုပြင်ခြင်းလို့ပါအရင်ချက်လာပြီဆိုဒီလိုမြင်ရှိတယ်နော်မဟုတ်ရင်တော့ငါကိုပြောတာပဲစောင်းမြောင်းပြီးပြောတာပဲငါဖျားเจ้าသွားတိုင်းမှာငါကိုပြောတာပဲငါကိုအမြဲတမ်းမကျင်တော့လုပ်တာပဲဒီဆက်ရအဲ့လိုလာတယ်မခံယူတတ်ဘူးလူကြီးဖြစ်လာပြီဆိုရင်ဗာလဲခံယူတတ်လာအာမင်ဒါကြောင့်ခလေးအရွယ်မှာအဆုံးသတ်ပြောမယ်ခလေးအရွယ်မှာနော်ခလေးလိုနေတယ်ခလေးတွေကခုတ်အင်ကြီးတွေဝတ်လာမဝတ်ဘူးပြန်ပါပဲဝတ်တယ်ပြန်ပါပြောပါအောင်ကျွန်တော်တို့ခလေးအရွယ်တုန်းကဆိုရင်တော့ပြန်ပါမရှိဘူးပြန်ပါမရှိတော့ပါရှိလေအသားကဘုံမီရှိတယ်ဒါပဲအောက်ခံမပါဘူးဒါပဲတို့3နှစ်4နှစ်အရွယ်ထိတို့ဘုံမီမဝတ်ဘူးဒါပဲကို3လုံးနဲ့နေတာ4နှစ်5နှစ်ထိတငယ်တန်းတက်မှဘုံမီရတာအဟုတ်ပဲဒါဘုံမီမရှိဘူးပဲလူလည်းမလူဘူးတဲ့မင်းကလေးတွေလည်းဒီလိုပဲယောက်ျားလေးတွေလည်းဒီလိုပဲမနာဘူးသူလည်းထိုင်ကိုလည်းထိုင်တာဘဝရစားကကျွန်တော်တို့တကိစ္စမရှိဘူးခလေးအရွယ်ပြောပါအောင်ခလေးအရွယ်ခင်ဗျားဝတ်စားစင်ကျင်ပုံကဘယ်ပါပဲပေါ်ကရုပ်မဆိုင်ဘူးဆိုရင်ခင်ဗျားခလေးအရွယ်အဝတ်အစားမှာဒါကြောင့်လူလက်ဖြစ်သွားပြီဆိုရင်ပါလေအဲ့လိုသူတက်လာပြီကိုနဲ့လိုက်မဲ့ဟာမျိုးပဲဝတ်ချင်လာပြီဥပမာစတိုင်စတိုင်တမျိုးကိုစတိုင်နဲ့ကိုလှုပ်ချင်လာတယ်အဲ့ဒါကလူလက်အရွယ်ဆိုတော့ဂယုဆိုင်လာတယ်အဝတ်စားဒါမဲ့ဘာဖြစ်လဲကိုအဖေအင်ကြီးလာတယ်ဆိုရင်ကိုအဖေအင်ကြီးဝတ်လိုက်ရောဘာဖြစ်သွားလဲဒီမှာဇခါရသွားရောဒါပဲလေတခါတလေမှာကိုတငယ်ချင်းရဲ့အင်ကြီးလာတယ်ဆိုရင်တခါတည်းဝတ်ပစ်လိုက်တယ်ဂယုမဆိုင်ဘူးပဲမနာဘူးဘယ်ဟာမျိုးဝတ်မနာဘူးဒါမဲ့လူကြီးဖြစ်တဲ့အခါမှာဘာဖြစ်လဲတတိထားလာတယ်အဝတ်အစားတတိထားလာလူကြီးသူကောင်းလို့ဝတ်တက်လာလုံခြုံဝတ်တက်လာတယ်ကောင်းမဝတ်တက်လာတယ်ဒါကဝိညာဉ်ပိုင်းဆိုင်ရာမှာအဝတ်အစားလဲဒါမျိုးတွေရှိတယ်ဒါကြောင့်ကျွန်တော်တို့အသင်းတော်ထဲမှာခလေးသူငယ်တွေရှိမှတော့တည်ကြတယ်လူလအရွယ်တွေရှိမှတော့တည်ကြတယ်ခင်ဗျားဘယ်အရွယ်မှာရှိသလဲလူကြီးအရွယ်မှာရှိသလားသူများကိုခေါ်တတ်သလားသူများကိုလက်ဆွဲခေါ်တတ်သလားသူများကိုအားပေးတတ်သလားသူများကိုနှိမ့်သိမ့်တတ်သလားသူများတွေကိုနော်နှုတ်ကပတ်တော်နဲ့တိုက်ကျွေးတတ်သလားဘယ်အရွယ်မှာရှိသလဲလူကြီးအရွယ်မှာရှိတော့သူများလီလူကြီးအရွယ်မှာရှိရင်ဘာဖြစ်လဲစကားများပြီးရန်ဖြစ်ပြီးဘာညာမရှိတော့ဘူးအတူထိုင်ပြီးတော့မှ easily စကားဝိုင်းဘဟုတုတ္တတွေပြောပြီးတော့ရန်ပြောစရာကောင်းတယ်အတူထိုင်ပြီးတော့အတင်းတွေပဲတုံနေတယ်ဆိုရင်တော့ဒီအဖွဲကခလေးအဖွဲပဲမိခင်တွေထဲမှာခလေးအဖွဲတွေများတယ်အတင်းတုတ်တဲ့အဖွဲလေပန်းချန်တော့ဘာတော့မှ white type ပြီးတော့အတင်းတုတ်တဲ့အဖွဲဒါခလေးအဖွဲပဲဒါကြောင့်တဲ့အရွယ်ကိုအမြန်ဆုံးအရွယ်တင်လို့ရတာဖြစ်တယ်ကျမ်းစာဖတ်ပါစက်ကပ်ပါဆုတောင်းပါတဲ့ဝိညာဉ်
ကြီးထွားဖို့ရန်ဆက်ကပ်ပြီးတော့မှတဏှိတော့အခါမှာယဉ်ကျေးတော်သူဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေ